အားလုံးမင်္ဂလာပါရှေးစွာဖျားခင်ကြီးတော်ထူပဲချီးမွမ်းပါတယ်လို့ဖျားခင်ဒီကောင်းမြတ်တော်မူ၍ဂိနာရစီမြတ်တည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းကြအောင်ညီကိုမောင်မတို့ဒီနေ့ဒီဖျားခင်စီရင်တော်နေ့ဖြစ်သောကြောင့်ဒီနေ့ကျွန်တော်ဝမ်းမြောက်ဖို့အကြောင်းပဲဖြစ်တဲ့သင်ရဲ့ဝမ်းမြောက်ခြင်းဘယ်သူမှမခိုးယူပါစေနဲ့ဖျားသခင်အင်မတန်မှကောင်းမြတ်တဲ့ဖျားရှင်ဖြစ်တဲ့မျော်လင့်လျက်ဝမ်းမြောက်ပါအာယူရဲရင်ပါအောဘွယ်ရအနာဂတ်အတွက်ဖျားခင်ပြင်ဆင်ထားပြီးသားခုချိန်မှာတော့နားမလည်တဲ့သူတွေရှိကောင်းရှိလိမ့်မယ်ဒုက္ခနဲ့ပြဿနာနဲ့ရင်ဆိုင်နေတဲ့သူတွေဝမ်းနဲ့နေရတဲ့သူတွေမိသားစုရဲ့ပြဿနာအိမ်တောင်ရေးရဲ့ပြဿနာလူမှုရေးရဲ့ပြဿနာအလုပ်ရဲ့ပြဿနာငွေရေးကြီးပြဿနာနဲ့ရင်ဆိုင်နေရပြီးစိတ်တက်ကြစိတ်ပြတ်တဲ့သူတွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့စကားလေးတစ်လုံးဒီနေ့စာအုပ်လေးကျွန်တော်တခုကောက်ဖတ်ရင်းနဲ့ပဲ article လေးတခုဖတ်နေ turn your pain into power turn your pain into power ဆိုစကားလုံးလေး phrase လေးတစ်လုံးကျွန်တော်တွေ့တဲ့အခါမှာတကြောင်းပေါ့နော်ကျွန်တော်ဖတ်လိုက်ရင်းနဲ့ကျွန်တော်ညီကိုမောင်မတွေကိုကျွန်တော်ခွန်အားပေးခြင်းနဲ့စိတ်အယမ်းဖြစ်လာတယ်turn your pain into power ကျွန်တော်တက်တာထဲမှာဆုံးရှုံးခြင်းဝမ်းနည်းခြင်းနာကျင်ခြင်းကြေကွဲကြရခြင်းဒီအားလုံးကအချင်းကြီးလုံးဝမဖြစ်เสียဘူးညီကိုမောင်မတို့တင်းရဲ့ဝမ်းနည်းခဲ့ရခြင်းကြေကွဲခဲ့ရစိတ်တက်ကြခဲ့ခြင်းစိတ်ပြတ်ခဲ့ရခြင်းမျက်ရည်ကျခဲ့ရခြင်းတခုချင်းစီတိုင်းကတင့်လာမဲ့အနာဂတ်အတွက်အောင်မြင်ဖို့ရန်အတွက်အကောင်းဆုံးလက်နက်ကောင်းတွေဖြစ်တယ်ဆိုတာကိုတင်းကိုကျွန်တော်အားပေးခြင်းနဲ့ညီကိုမောင်မတို့ဘယ်တော့မှစိတ်တမကြနဲ့တင်းရင်ဆိုင်ရတဲ့ဝမ်းနည်းခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကိုအဲ့ဒီဝမ်းနည်းခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကြာရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကိုဘုရားသခင်ကပြန်ကိုပေးမှဖြစ်တယ်ညီကိုမောင်မတို့ဟာလေလုယာ34ခုမြောက်သောစာလံအငယ်18မှာဘာပြောလဲဆိုတဲ့အခါမှာထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏တဲ့။နောင်တရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကဲ့တင်တော်မူ၏ပြန်ဖတ်ခြင်းနဲ့ထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏တဲ့။သူတို့အနီးနားမှာရှိတဲ့ဘုရားရှင်ဖြစ်တယ်တဲ့အနီးနားမှာရှိတဲ့ဘုရားရှင်ဖြစ်တယ်တဲ့။ဝေါဘလို့လူရဲ့အနီးနားမှာရှိတာလဲတဲ့။နှလုံးကြေကွဲသောသူတွေအနီးနားမှာရှိတဲ့ဘုရားရှင်ဖြစ်တယ်တဲ့။ဝမ်းနဲ့ကြေကွဲနေသောသူတွေတင်ဘလောက်ဝမ်းနဲ့ရလဲတင်ဘလောက်ကြေကွဲလဲတင်ဘလောက်ဆုံးရှုံးခဲ့ရလဲအဲ့ဒီဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကိုဘုရားကပြန်ပေးခြင်းတယ် Warren Buffett ဆိုတဲ့ကဘာမှာဟာလာတကယ် top 10 10ရောက်အချမ်းသာဆုံး10ရောက်ထဲမှာတယောက်အပါဝင်ဖြစ်တဲ့သူကဒုတိယလားတတိယလားကျွန်တော်မသိဘူးကျွန်တော်မေ့သွားပြီနော်ကျွန်တော်ဖတ်ဘူးလေ Warren Buffett ဆိုတာအင်မတန်ချမ်းသာဒီလူက top 10ထဲမှာတော့ပါလာOkay so ဒီလူကဘာပြောလဲဆိုတဲ့အခါမှာငါတဲ့ तू က share တွေလိုက်ဝင်တယ် company တွေမှာ तू share တွေလိုက်ဝင်တယ် share တွေဝင်တယ် तू အရန်ချမ်းသာသွားတယ်ဒါပေမဲ့ तू ဘာပြောလဲဆိုတဲ့အခါမှာ तू တွဲလုံးမဲ့ तू shareholder ဟလာ share ဝင်မဲ့ company ကို तू အမြဲတမ်းကြည့်တယ်တဲ့အဲ့ဒီ company ကအနည်းဆုံး2ခေါက်လောက်မရှုံးဘူးရင်2ခေါက်လောက်မရှုံးဘူးရင်အဲ့ဒီ company နဲ့ तू အလုံးမလုပ်တော့ဘူးတဲ့အဲ့ဒီ company ထဲမှာလဲ तू ရဲ့ပတ်စံ invest မလုပ်ဘူးတဲ့ဘာဖြစ်လို့လဲ तू မေးတဲ့အခါမှာရှုံးနေဘူးတဲ့ तू ပဲရှုံးနေဘူးတဲ့ तू ပဲမှတ်ထားညီကောင်မောင်တို့ကတော့ရှုံးနေဘူးတဲ့ तू ကပဲခိုင်ခန့်တဲ့အောင်မြင်မှုကိုရရှိတာဖြစ်တယ်ရှုံးနေဘူးတဲ့ तू ကကြီးမားသောအောင်မြင်ခြင်းကိုရတဲ့အခါမှာအဲ့ဒီအောင်မြင်ခြင်းကိုဆက်လက်ပြီးထိမ့်သိမ်းထားနိုင်တာဖြစ်တယ်။ဒါကြောင့် Warren Buffett ကပြောတယ်။ဘာပြောဆိုနှစ်ခေါက်လောက်အနည်းဆုံးကြီးမားသောဆုံးရှုံးမှုမရှိခဲ့ဘူးတဲ့သူနဲ့ तू အလုံးမလုပ်ဘူးတဲ့။ဆုံးရှုံးဘူးတဲ့။အဲ့ဆုံးရှုံးတဲ့ तू အလုံးလို့ဘာကြောင့်ဆုံးရှုံးပြီးတော့ပြန်တက်တယ်။ပြန်ကြိုးစားပြန်ရှုံးတယ်။ပြန်တက်တယ်။အဲ့ဒီအောင်မြင်လာတဲ့သူနဲ့ तू အလုံးလုံးမယ်တဲ့။ဘာဖြစ်လို့လဲ။ရှုံးနေဖူးပြီဖြစ်တဲ့အတွက်ကြောင့်အောင်မြင်မှုကိုရေရှည်ကင်တွယ်ထားနိုင်တယ်။ဒါညီကိုမောင်တို့ကရှုံးနေခြင်းနဲ့တင့်အတွက်အချင်းတွေတခုမှမဟုတ်ဘူးဝမ်းနေခြင်းနဲ့ဝမ်းနေခဲ့ရတဲ့ကြေကွဲခဲ့ရတဲ့စိတ်ကိုနောက်ဆုံးကိုတတ်တည်ခြင်းလောက်တဲ့အထီးဖြစ်နေလားကျွန်တော်ခုနပြောသလိုပဲဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကအနာဂတ်မှာတင့်ကိုစောင့်နေတယ်ဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းအနာဂတ်မှာတင့်ကိုစောင့်နေတယ်လုံးဝစိတ်တမကြနဲ့လုံးဝစိတ်မပြတ်နဲ့လုံးဝအားမငယ်နဲ့ဘာဖြစ်လို့လဲဖခင်သခင်ကဝမ်းနဲ့ကြေကွယ်နေသောသူတွေအနီးပါးမှာရှိတဲ့ဖျားရှင်ဖြစ်တယ်
တင်းတော့အကောင်းဆုံးပြင်ဆင်ထားပြီးသားဖြစ်တယ်အချိန်တန်တဲ့အခါမှာလှပစွာလှုပ်လုံးမှာဖြစ်တယ်ဘုရားသခင်အလှပဆုံးလှုပ်တော့မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဟိုနေ့ရောဒီ Adele အကြောင်းကျွန်တော်ဖတ်လိုက်ရတယ် Adele အကြောင်းအဆိုတော် Adele ကဘာမှာဒါတော်တော်အောင်မြင်တဲ့အဆိုတော်ကြီးဖြစ်တယ်တော်တော်လေးကိုအောင်မြင်တဲ့အဆိုတော်ကြီးဖြစ်တယ်ဟို British ပေါ့နော်အင်္ဂလိပ်အဆိုတော်မတယောက်ဖြစ်တယ် Adele သူမအောင်မြင်ခင်မှာသူ့ရဲ့ boyfriend နဲ့သူစကားများတယ်အကြီးကျယ်စကားများတယ်အရန်စိတ်တက်ကြတယ်အရန်စိတ်ပြတ်တယ်သူအိမ်ဘွားဆင်းလာတယ်ဘယ်သွားလို့သွားမှမသိဘူးဘာလို့လို့မှသူမသိဘူးအဲ့ဒီခါမှာလမ်းပေါ်မှာပဲဟိုလျှောက်ဒီလျှောက်ဟိုလျှောက်ဒီလျှောက်ဟိုလျှောက်ဒီလျှောက်လျှောက်မြေရလည်းကြာနေတယ်ဘာလို့ဘာကံမှမသိတော့ဘဝရဲ့အတိတ်ပဲဆိုတာဘာလဲဘာလို့ဒီလိုမျိုးတွေရင်ဆိုင်နေရတာလဲငါမှဘာလို့ဒီလိုဖြစ်ရတာလဲမထာညီကိုမောင်မတော့မိကွန်းထုတ်တတ်တယ် why me ကျွန်တော် article လေးတစ်ခုဖတ်လိုက်ရတယ် why me ဆိုတဲ့လူတွေရတယ် try me လို့ပြန်ပြောလိုက်စမ်းပါတယ် why me ကနေ try me ငါကောင်းကောင်းသိနေတယ်ငါဘဝ why me လို့ပြောမှရှိမှာ why me လို့ why me ငါဘာလို့ဒီလိုကြုံရတာလဲဆိုတဲ့မိကွန်းမေးမစား try me လောက်စမ်းမှာမကြခင်မှာငါအောင်မြင်မယ်ဆိုတာငါသိပြီးသား try me why me ကနေ try me လောက်လိုက်စမ်းမှာရင်ဆိုင်ပလိုက်မယ်မကြခင်မှာအောင်မြင်မှုလာမယ်ငါအဲ့ဒီဆုံးရှုံးခြင်းတွေကနေဝမ်းနေခြင်းတွေကနေငါပြန်သိယူမယ်အဲ့ထန်နဲ့ငါအောင်မြင်ခြင်းငါရကိုရမယ်ဖျားရှင်ကအကောင်းဆုံးငါအတွက်ပြင်ဆင်ထားတယ် Adele ဟိုဘတ်ဒီဘတ်ရှောင်းနေနဲ့ ทักဆိုပြီးသူ့ရဲ့အုံနောက်ထဲမှာတခုပေါ်လာတယ်စကားကြောင်းတစ်ကြောင်း chasing an empty pavement chasing an empty pavement သူရှောက်ရင်နဲ့ရက်သွားပြီတော့ chasing an empty pavement wow the chin เนี่ยစကလုံးเนี่ยသူ့ထဲမှာတစ်ခုပြီးတစ်ခုဝင်ချလာတာချက်ချင်းအိမ်ပြန်သွားပြီးတော့မှချက်ချင်းဘောပန်နဲ့စာရွက်ကိုယူပြီးတော့မှတချင်းကိုရေးတယ်ပြီးသွားတဲ့အခါမှာခေါင်းစဉ်တက်လိုက်တယ် chasing pavement Adele ဆိုတာကိုပထမဆုံးလူတွေသိလာခဲ့တဲ့တချင်းက chasing pavement ဆိုတဲ့တချင်းဖြစ်တယ်တင်းရဲ့နာကျင်မှုတွေတင်းရဲ့ဝမ်းနည်းခြင်းတွေတင်းရဲ့ကြေကွဲခြင်းတွေထက်နေအကောင်းဆုံးအရာထွက်လာတတ်တယ်အကောင်းဆုံးအရာထွက်လာတတ်တယ်လုံးဝမစိုးရင်နဲ့လုံးဝဝမ်းမနဲ့နဲ့ကို self pity ငါမတလို့ပါလို့ဖြစ်ရလဲ no why me ရနေ try me လုပ်လိုက်စမ်းပါအချိန်တန်တဲ့ခါမှာငါအောင်မြင်ရမယ်မုန်တိုင်းတွေလာပါစေအခက်ခဲတွေလာပါစေပြဿနာတွေလာပါစေအဲ့ဒီပြဿနာဆုံးရှုံးမှုတွေလည်းလာပါစေအဲ့ဒီဆုံးရှုံးမှုနဲ့ညီတဲ့အောင်မြင်မှုကိုပြန်ကိုရလိမ့်မယ်အဲ့ဒါက principle ပဲဘာနဲ့တူလဲဘောလုံးလေးတစ်လုံးနဲ့တူတယ်ဘောလုံးလေးတစ်လုံးနော်ကျွန်တော်ပြဘောလုံးလေးတစ်လုံးဒီဘောလုံးလေးဘောလုံးတစ်လုံးက bounce back ကျွန်တော်ဖြည်းဖြည်းလေးချရင်ဖြည်းဖြည်းလေးပဲပြန်တက်လာတယ်အရန်လို့ရင်အရန်တက်လာတယ် bounce back ဒီဘဝဒီတိုင်းပဲကြာရှုံးမှုနဲ့ညီတဲ့အောင်မြင်မှုရလာကြာရှုံးမှုနဲ့ညီတဲ့အောင်မြင်မှုရလာကြာရှုံးမှုနဲ့ညီတဲ့အောင်မြင်မှုကိုဘုရားရှင်ပြန်ပေးတယ်ဖေဟာတားဆီးလို့မရတဲ့အောင်မြင်မှုဟာလေအဆုံးရှုံးဆုံးကနေပဲလာတယ် hallelujah the one minute bounce back like that အဲ့တိုင်းပဲ bounce back အနာကျင်ဆုံးဘဝလားထိတ်ဆုံးကိုရောက်ဖို့ရန်အတွက်ဘုရားပြင်ဆင်ထားပြီးသား Adele သူရဲ့နာကျင်ဆုံးဘဝက chasing pavement ဆိုတဲ့ရှင်ထွက်လာတာကျွန်တော်အခုသိနာမည်ကြီးနေတဲ့ Apple အဲ့ဒီ Apple computer ကိုစတင်ပြီးတော့
တီထွင်တဲ့သူဟာ Steve Jobs 22နှစ်မှာသူ့ရဲ့အသက်22နှစ်မှာစတင်ပြီးတော့မှ Apple computer ကိုသူစတင်ထွင်နိုင်ခဲ့တယ် Apple company ကိုစတင်တည်ထောင်တယ်သူ့အသက်22နှစ်မှာသူ့အသက်23နှစ်ရောက်လာတဲ့အခါမှာ wow သူ့ရဲ့ products တွေကို Steve Jobs ဆိုတော့တလောက်နာမည်မကြည့်ဘူးဒါပေမဲ့သူ့ရဲ့ products ဖြစ်တဲ့ Apple products တွေကိုသူအသက်23နှစ်မှာကဘာကတော်တော်များများစသိလာပြီစသုံးလာပြီအဲ့ဒီအနေမှာ9နှစ်ကြာတဲ့အခါမှာ Apple products တွေကကဘာမှာတွင်ကြဲစတင်သုံးလာပြီတော်တော်အောင်မြင်နေပြီအဲ့ဒီအချိန်မှာ board of director ထဲကဟာလာဒီ company တခုလုပ်မယ်ဆိုရင်ဒါ board of director တွေရှိရတယ်အဲ့ထဲက board of director တာတွေ ਨੇ အပေးယူမမျှကြတော့ဘူး idea မတူတော့ဘူးအဲ့ဒီခါမှာသူစတင်တီထောင်ခဲ့တဲ့ဘလောက်ဝမ်းနည်းစရာကောင်းလဲဘလောက်ရင်နာစရာကောင်းလဲ22နှစ်မှာအဲ့ဒီ Apple company ကိုစတင်တီထောင်တဲ့လူက Steve Jobs 23နှစ်မှာသူ့ရဲ့အောင်မြင်မှုကြောက်စရာစဖြစ်လာပြီအဲ့ဒီကနေ9နှစ်ကြာတဲ့ခါမှာဆိုတော့အသက်30ဝန်းကျင်မှာအဲ့ဒီ company ကသူ့ကိုစကားများရင်းနဲ့သူစတင်တီထောင်တဲ့ company ကပဲသူ့ကိုပြန်တော့ fire လုပ်လိုက်တယ်ဘလောက်နာကျင်စရာကောင်းလဲသူစတင်တီထောင်ခဲ့တဲ့ company က Apple company ကသူ့ကို fire ပြန်လုပ်လိုက်တယ်ဘလောက်နာကျင်စရာကောင်းလဲမဲ့သူထွက်သွားတယ် Apple company သူတီထောင်တဲ့ company ကသူပြန်ထွက်သွားတယ်စတင်ပြီးတော့မှသူ product တခုစတင်တီထောင်တယ် company အသစ်တခုစတင်တီထောင်တယ် new company and new products အဲ့ဒီနာကျင်မှုထဲကနေသူစတင်ပြီးတော့မှလှုပ်ဆောင်လိုက်တဲ့ product က Apple company ကဒီ product ဆိုသူလုပ်တဲ့အဲ့ဒီအသစ် new products ကိုအရန်လိုချင်လာတယ် they really need it they really need Steve Jobs ရဲ့တီထွင်လိုက်တဲ့အရာကိုအသစ်တီထွင်လိုက်တဲ့အရာကို Apple company သူ kick out လုပ်လိုက်တဲ့ Apple company ကပြန်လိုချင်လာတယ်အဲ့ဒီအခါမှာဘာလုပ်လဲတဲ့ Steve Jobs ကိုပြန်ပြီးတော့ခေါ်ပြီးတော့အဲ့ဒီ company ကိုလည်း Apple ကပဲပြန်ဝယ်လိုက်တယ်ဝယ်ပြီးတော့ Steve Jobs ကိုအဲ့ဒီ Apple company ရဲ့ CEO ပြန်ဖြစ်လာစေတယ်သူတည်သွားတဲ့အထိပဲ CEO ဖြစ်သွားတယ်အရန်အောင်မြင်သွားတယ်ဒါပေမဲ့အဲ့ဒီမှာ Steve Jobs ပြောတဲ့စကားတစ်ခုရှိတယ်ငါကိုတာတဲ့အဲ့ဒီ Apple company ကသူတည်ထောင်ထားတဲ့ company မဲနော်အဲ့ဒီ Apple company မှာရှိတဲ့သူမိတ်ဆွေတွေကတာ wine နဲ့သူ့ကိုတဲ့ kick out မလုပ်လိုက်ဘူးဆိုရင် fire မလုပ်လိုက်ဘူးဆိုရင်အဲ့ဒီမှာငါ့အလုံးမဖြုတ်လိုက်ဘူးဆိုရင်ငါတဲ့ a new product ဆိုငါတီထွင်နိုင်မှာမဟုတ်ဘူးတဲ့အဲ့ဒီ a new product ဆိုငါဖြစ်လာမှာလည်းမဟုတ်ဘူးတဲ့အဲ့ဒီမှာ kick out လုပ်လိုက်တဲ့အခါမှာသူများတခါမှမလုပ်ဘူးတဲ့ new product ဆိုစတင်လုပ်တဲ့အခါမှာအဲ့ဒီဟာကအဲ့ဒီ Apple company တို့အလိုအဆုံးအရာဖြစ်လာတာအရန်လိုအပ်တဲ့အရာဖြစ်လာတာသူဘာပြောလဲဆိုတဲ့အခါမှာငါ the fire မဖြစ်ခဲ့ဘူးဆိုရင်အဲ့ဒီအသစ် product ကဘယ်တော့မှငါတီထွင်ဖြစ်မှာမဟုတ်ဘူးတဲ့အဲ့မှာပဲငါကျေနပ်နေမှာတဲ့အဲ့မှာပဲငါကျေနပ်နေမှာဒါမဲ့သူ့ပြန်မ hire လုပ်တယ်နောက်ဆုံးသူက CEO ထိတ်ဆုံးရောက်ရတဲ့ခွင့်ကိုရရှိသွားတယ်လောကမှာညီကောင်မောင်တို့တင်ဆုံးရှုံးနေလားတင်ဝမ်းနေနေလားအဲ့ဒါတွေအားလုံးကတနေ့မှတင့်အတွက်အကောင်းဆုံးကုန်ကျန်းနေဖြစ်တယ်တင့်အတွက်အကြီးမားဆုံးအောင်မြင်ခြင်းရလာမှာဖြစ်တယ်အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကောင်မောင်တွေအကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်အမြဲတမ်းခွန်အားရတဲ့အကြောင်းအရာလေးတစ်ခုပေါ့တရားသူကြီးမှတ်စာထဲမှာရှိတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေငယ်ဝေငှချင်တယ်တရားသူကြီးမှတ်စာတရားသူကြီးမှတ်စာခန်းကြီး17ကရှိတဲ့အကြောင်းအရာလေးပေါ့နော်17မှာရှိတဲ့အကြောင်းအရာလေးကျွန်တော်အကုန်တော့မဖတ်တော့ဘူး
ကျွန်တော်အချိန်safe လုပ်ချင်တဲ့အတွက်ကြောင့်အကုန်လုံးမဖတ်တော့ဘူးဒီမှာဘသူကြောင့်တွေ့ရဆိုရေဖတ်တာဆိုတဲ့လူတယောက်ကြောင့်တွေ့ရတာပြီးတော့မှကျွန်တော်ပြန်ဖတ်ကြပေါ့ရေဖတ်တာတဲ့သူ့ရဲ့နာမည်ကရေဖတ်တာဆိုတဲ့သူကဘလို့ဖြစ်တာလဲလို့ပြောတဲ့အခါမှာဂိလတ်ဆိုတဲ့လူကသူ့နာမည်ဂိလတ်ဆိုတဲ့လူတယောက်ကပေါ့ဗျာပြစ်ဒဇာမနဲ့သွားအိပ်ပြီးတော့မှသူ့မှာမိန်းမလည်းရှိတယ်နော်သူ့မှာမိန်းမလည်းရှိတယ်ကလေးလည်းရှိတယ်ဒါပေမဲ့ပြစ်ဒဇာမနဲ့သွားအိပ်ရင်အဲ့ဒီပြစ်ဒဇာမနဲ့ကလေးရသွားတာဆိုပြစ်ဒဇာဆိုတာပြစ်ဒဇာလုပ်ပဲလုပ်နာ哦ဆိုတော့ဒီကလေးရသွားတဲ့အခါမှာတော့ဟိုတော့ကလည်းဖြတ်ချတယ်ပါလေမရှိဘူးဖြစ်မှာဘူးဗျာကျွန်တော်လည်းမသိโอเคအဲ့ဒီပြစ်ဒဇာမအဲ့ဒီဂိလတ်ရဲ့နဲ့ရတဲ့ကလေးကိုတော့သူကိုဝင်ဆောင်ပေးတယ်သူမွေးပေးတယ်မွေးပြီးတော့အဲ့ဒီကလေးကိုမွေးပြီးတဲ့နေ့မှာဘာလာလုပ်ပေးလဲဆိုတဲ့အခါမှာအဲ့ဒီဂိလတ်ရဲ့အိမ်မှာလာပစ်ထားလိုက်တယ်နေနဲ့ရတဲ့ကလေးအဲ့ဒါနင့်ကလေးပဲအဲ့ဒါရော့ဆိုတော့လာပစ်ချပြီးတော့သူကတော့ပြစ်ဒဇာလုပ်ကိုပဲပြန်လုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့အခါမှာတဲ့အဲ့ဒီဂိလတ်ရဲ့အိမ်မှာရှိတဲ့ဂိလတ်ရဲ့သားသမီးတွေဂိလတ်ရဲ့မိသားစုတွေကသူ့ကိုလုံးဝစေတနာမရှိဘူးသူ့ကိုလုံးဝလက်မခံဘူးအရွယ်တစ်ခုရောက်တဲ့အထိစောင့်တယ်အရွယ်ရောက်လာတဲ့အခါမှာဂိလတ်ရဲ့သားသမီးတွေကဘာပြောလဲဆိုတော့ရေဖသားတဲ့မင်းအားတဲ့ငါတို့နဲ့အတူအမွေမခံထိုက်ဘူးတဲ့ဘာလို့ဆိုမင်းရပြစ်ဒဇာမသားโอเคပြစ်ဒဇာမသားလို့ပြောရင်လည်းပြစ်ဒဇာမစီကို तू ပြန်သွားလို့လည်းမရဘူးအမေဆိုတဲ့မြစ်တာလည်း तू မခံစားရဘူးအမေကလာပြစ်သွားတာအဖေကလည်းပဲမတော်ဆရတဲ့သားစရင်မသွင်းဘူးဆိုအဖေမြစ်တာလည်းမရဘူးအမေမြစ်တာလည်းမရဘူးသူ့အကိုတွေပါလို့ခေါ်ရလောက်လဲငါတို့ကိုလာမခေါ်နဲ့မင်းကငါအဖေမေကဟလာငါအမေကနေမွေးလာတဲ့ကောင်မဟုတ်ဘူးမင်းကပြစ်ဒဇာမသားဟာလာဘယ်ကဘလို့လူနဲ့ဖြစ်လာပြီးတော့မှငါအဖေနဲ့လာဆွဆွဲပြီးတော့ရလာတဲ့ကလေးလဲငါတို့မင်းတို့စီးမရှိဘူးနော်ငါတို့အမျိုးထဲမှာမင်းမရှိတင်ဘူးငါတို့အမျိုးထဲမှာအမွေလည်းမခံထိုက်ဘူးမင်းထွက်သွားလို့ပြောတယ်အဲ့ဒီခါမှာ तू ဘာဖြစ်လဲတဲ့အရွယ်တစ်ခုရောက်လာတဲ့ခါမှာသူ့အိမ်ကမောင်းထုတ်တဲ့ခါမှာ तू ထွက်သွားတယ်တယောက်တည်းဆိုတော့တယောက်တည်းဘဝကိုရင်ဆိုင်ရင်းနဲ့ self defenseငါတယောက်တည်းငါမှအဖေလည်းမရှိတော့ငါမှအမေလည်းမရှိတော့ငါမှအားကိုးရောက်တိုင်းဝိုင်းလည်းမရှိတော့ငါတယောက်တည်းငါဘဝကိုငါရက်တည်ရမယ်ဒါပေမဲ့တခုကောင်းသွားတခုရှိတယ်ညီကိုမောင်မတို့ရေဖတ်တာကတယောက်တည်းရှိတဲ့အချိန်မှာအခုနကျွန်တော်ဖတ်သွားတယ်ဘာတွေ့ရလဲဖျားသခင်ကြီးကျိုးပဲ့ကျင်မအထီးကျန်နေတဲ့သူတွေရဲ့အနီးနားမှာရှိတဲ့ဖျားဖြစ်တယ်လေဘယ်တော့မှပြစ်မထားဘူးဘယ်တော့မှပြစ်မထားဘူးသူ့မှာအားကိုးရအဖေအားကိုးရအမေအားကိုးရညီကိုမရှိတဲ့ခါမှာ तू ဖျားကိုပဲခေါ်တယ်ဖျားကိုပဲအားကိုးတယ်ဖျားနဲ့ပဲမိသားဖွဲ့တယ်ဖျားနဲ့ပဲမိသားဖွဲ့တယ်ဖျားအသက်တာမှာလေတင်ပြစ်ပယ်ခံရရင်တင်ဖျားတင်မှာအားကိုးစရာမရှိတော့တင်ဖျားပဲရှိတယ်ဖျားပဲအားကိုးပါဖျားကိုပဲအားကိုးပါအဲ့ဒီဖျားသခင်ကလေတင်ကိုလေ turn your pain into powerတင်ရဝမ်းနဲ့ကြေကွဲအထီးကျန်ခဲရချင်းနဲ့ထဲကနေပြီးတော့မှတကိုးလုံနိုင်တဲ့အစွမ်းစတွေလုံနိုင်တဲ့ခွန်အားတွေခွန်အားစွမ်းစအသစ်တွေတခါမှမှတ်ထားညီကောင်မောင်လည်းကျွန်တော်ပြောပြမှာတင်အထဲမှာရှိတဲ့လုံနိုင်တဲ့စွမ်းရည်ဟာတင်လုံနိုင်တယ်လို့ထင်တာထက်သာ၍ကြီးတယ်ကျွန်တော်ပြန်ပြောမယ်တင်အထဲမှာဖျားပေးထားတော့အစွမ်းစားတယ်လုံနိုင်စွမ်းကတင်လုံနိုင်တယ်လို့ကိုထင်တာထက်သာ၍လုံနိုင်တယ်တောင်ညီကိုမောင်မတို့ don't limit yourself don't limit yourself ငါတော့ဒီလောက်ပဲလုံနိုင်မယ်ထင်တယ် no တင်လုံနိုင်တယ်လို့ထင်တာထက်တင်ကပိုလုံနိုင်တဲ့သူတယောက်ဖြစ်တယ်လုံးဝစိတ်တမကြနဲ့လုံးဝစိတ်မပြတ်နဲ့နောက်ဆုံးကျွန်တော်ပြောပြမယ်တေချာမှတ်ထားပေးတင်းရဲ့ဘဝမှာအဖိနှိတ်ခံရဆုံးဖြစ်ခဲ့ရင်တော့အဲ့ဒီဖိနှိတ်ခံရဆုံးကမှတ်ထားအောင်မြင်ဆုံးပြဖြစ်တယ်လေကျွန်တော်ပြောပြမယ် no pressure no power ရင်နှွေးငွေရသူ့ဘာသာဒီတိုင်းပဲ
ရင်နှွေးငွေရလေရင်နှွေးတည်ထားတာမှတ်လားရင်နှွေးတည်ထားရင်အဖုံးကိုဖွင့်ထားအဲ့ဒီရင်နှွေးငွေဒီတိုင်းပဲရှောက်သွားနေတယ်ဒါပေမဲ့အဲ့ဒီရင်နှွေးအောက်ကနေတည်ထားအဲ့ဒီရင်နှွေးငွေကိုဘဲမသွားခိုင်းမယ်အပေါ်ကနေကြက်ဖိထားလိုက်အဲ့ဒါအချိန်တိုင် तू အဲ့ဒီအငွေကတိုးထွက်ခြင်းတယ်အဲ့တိုးထွက်လာတဲ့အားက power ဖြစ်တယ်အဲ့ဒီရင်နှွေးငွေနဲ့တင်မောကြီးစတင်ပြီးတော့ခုတ်မောင်းလာတယ်ရင်နှွေးငွေနဲ့အဲ့ဒီ power နဲ့ယထာတွေစတင်ပြီးတော့ခုတ်မောင်းလာတယ် wow pressure to power pain into power pain into power နာကျင်မှုတွေဖိနှိပ်မှုတွေအားလုံးကတင့်အတွက်ကြီးမားသောအောင်မြင်ခြင်းပြင်ရစေကျွန်တော်ပြောမယ်နော်အခုနလည်းကျွန်တော်ပြောပြီးပြန်ပြောမယ်နော်တင်းရဲ့ဆုံးရှုံးမှုနဲ့ညီတဲ့အမောက်အတိုင်းပဲတင်အောင်မြင်မှုကိုပြန်ရကိုရလိမ့်မယ်တင်းရဲ့ဝမ်းနဲ့ခဲရတဲ့အချိန်ပမာဏနဲ့ညီတဲ့ဝမ်းမြောက်ခြင်းကိုဘုရားကအကုန်ပြန်ပေးလိမ့်မယ်ဒါပေမဲ့နှုတ်ကပတ်တော်ထဲမှာပြောလဲတင်ဆုံးရှုံးသွားတဲ့အရာတွေအားလုံးပြန်ပေါင်းပြီးတော့ခွန်နဆပြန်ကောင်းကြီးပေးမယ်ဖရားလို့နှုတ်ကပတ်တော်ပြောထားပြီးသားဖြစ်တယ်ဟာလေလုယာတိတ်ကောင်းမြတ်တဲ့ဖရားရှင်နာမတော်ကိုကျွန်တော်တို့ချီးမွမ်းမှုအကြောင်းပဲဖြစ်တယ်ညီကိုမောင်မတော်ဒီဂိလက်ရဲ့သားယေဖသဆိုတဲ့သူလေဒီတိုင်းပဲညီကိုမောင်မတော်အင်မတန်ဝမ်းနေရပါတယ်အဖေရဲ့ချစ်ချင်းမေတ္တာမခံစားဘူးအမေရဲ့ချစ်ချင်းမေတ္တာမခံစားဘူးညီကိုရဲ့အလားဖေးတူမအေခွဲပါဒါမဲ့လုံးဝစီးမသွင်းပြစ်စားမတာရုံးစရာကောင်းလိုက်တာငါတို့အမျိုးထဲမှာမရှိတာကောင်းတယ်နာမည်ပြတ်တယ်ထွက်သွားပေမဲ့အဲ့ဒီပြစ်စားမတာဆိုလူပြစ်ပေမဲ့ဖယားမပြစ်ပေဘူးဗျာ तू ဖယားကိုပဲအားကိုးတယ်ဖယားနဲ့ပဲဖတ်တွေ့ထားတယ်အဲ့ခါမှာဖယားတကယ်အကောင်းဆုံးပြင်ဆင်ပေးတယ်မှတ်ထားတင်အဆုံးရှုံးသောဘဝရင်ဆိုင်ရလားမှတ်ထားသူများမှာမရှိတဲ့စွမ်းအားတွေသူများမှာမရှိတဲ့အရေးချင်းတွေသူများမှာမရှိတဲ့စွမ်းစားတွေအောင်မြင်ခြင်းတွေတင့်ကိုဖျားကန်ပေးဖို့ပြင်ဆင်ထားပြီးသားဖြစ်တယ်။ရေဖတ်တာဘာဖြစ်လာလဲတဲ့။တောထဲမှာနေရင်းနဲ့သူ့ဘဝတယောက်တည်းရုံးကန်နဲ့ဘာဖြစ်လာလဲဆိုတဲ့အခါမှာသူကတိုက်ခိုက်ရေးပိုင်းဆိုင်မှာအင်မတန်ကျွမ်းကျင်တဲ့သူဖြစ်လာတာ။အဲ့လိုမျိုးတိုက်ခိုက်ရေးမှာကျွမ်းကျင်လာတဲ့အခါမှာတဖြည်းဖြည်းနဲ့သူကခေါင်းဆောင်ဖြစ်လာပြီးသူကဟာလာဒီတောထဲမှာပဲသူကဘာဖြစ်လာလဲဆိုတဲ့အခါမှာသူ့ထံကိုလာပြီးတော့တပည့်ခံတဲ့သူတွေရှိလာတယ်။တဖြည်းဖြည်းနဲ့သူကတိုက်ရခိုက်ရကောင်းလာတော့နာမည်ကြီးလာတယ်။အဲ့အချိန်မှာဘာဖြစ်လဲဆိုတဲ့အခါမှာဂိလတ်အမျိုးအနွယ်ကိုလာပြီးတော့မှစစ်တိုက်ကြပြီ။စစ်တိုက်တဲ့အခါမှာအာမုံအမျိုးတွေကလာပြီးစစ်တိုက်တဲ့အခါမှာအဲ့ဒီအာမုံအမျိုးအနွယ်တွေကအာကြီးတဲ့အခါမှာဂိလတ်လူမျိုးတွေကမနိုင်တော့ဘူးအဲ့ဒီခါမှာတောထဲမှာရှိတဲ့သူတို့ပြစ်ပယ်လိုက်တယ်သူတို့မောင်းထုတ်လိုက်တယ်သူတို့နှင်ထုတ်လိုက်တယ်အလကားကောင်မှာကွာဆိုနှင်ထုတ်လိုက်တဲ့ရေဖတာကစစ်သူကြီးအနေနဲ့သူကတိုက်ပွဲတစ်ခုပြီးတစ်ခုမှအောင်မြင်နေပြီအဲ့ခါမှာဂိလတ်လူမျိုးတွေကသူတို့မောင်းထုတ်လိုက်တဲ့ဂိလတ်တွေပဲနော်သူတို့ညီကိုတွေပဲပြန်လာပြီးတော့ခေါ်ရတယ်လာပါဗျာတဲ့ကျွန်တော်တို့စီမှာလာပြီးတော့မှာတဲ့ခေါင်းဆောင်လာလုတ်ပေးပါတယ်ကြည့်ယခင်ကဖိနှိပ်ခံတဲ့ရေဖတ်တာယခင်ကမောင်းထုတ်ခံတဲ့ရေဖတ်တာအခုတော့ခေါင်းဆောင်ပြန်ဖြစ်လာပြီကျွန်တော်တို့အမျိုးထဲမှာလာပြီးတော့ခေါင်းဆောင်လာလုပ်ပေးပါတယ်နော်အောက်ဆုံးကနေအမြင့်ဆုံးကိုပြန်ချီးမြှောက်ခြင်းခံရတယ်ကျမ်းစာဘာပြောလဲသူများပယ်ထားတဲ့ကြောက်ဟာနောက်ဆုံးတိုက်ရဲ့အထွတ်ကိုရောက်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးတယ်တဲ့ညီကိုမောင်မတို့ကျွန်တော်ပြောပြမယ် pain into power နာကျင်ခြင်းထဲကနေဝမ်းနည်းခြင်းတွေထဲကနေကြေကွဲခြင်းတွေထဲကနေအမြဲတမ်းကြီးမားတဲ့အောင်မြင်မှုစွမ်းအားတွေကိုသင်ရရှိစေတယ်။ဒါကိုညီကိုမောင်မတို့ကျွန်တော်ပြောပြမယ်ဒီနေ့ရေဖတ်တာကသူများရဲ့ပြစ်ပယ်ခြင်းခံရတာပါဒါပေမဲ့အဲ့ဒီဝမ်းနည်းခြင်းနဲ့ဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကိုဘုရားသခင်ပြန်ပေးပလိုက်တယ်အိမ်မှာမနေရပဲနော်ဟိုရှုံမြောင်းနေဒီရှုံမြောင်းနေမှာဟိုမြက်ခင်းနေမှာလိုက်ပြီးတော့မှတိုးကြောင်းနေရတဲ့ဒါဝိဒ်ကလေးတယောက်တည်းရှိပေမဲ့သူ့ကိုဘုရားပြစ်မထားဆိုတော့ तू သိတယ်။ तू ဘုရားနဲ့ပဲမိသားဖွဲ့တယ်။ဘုရားနဲ့ပဲ तू အားကိုးတယ်။ဘုရားနဲ့ပဲခိုလုံတယ်။တင့်ကိုလူတွေပြစ်ပယ်သွားပါစေ။သင်တယောက်တည်းပဲရှိနေပါစေ။လုံးဝအားမငင်နဲ့
တင်ဟာသူများတွေအားလုံးရဲ့အလိုချင်ဆုံးလူတစ်ယောက်ပြန်ဖြစ်လာလိမ့်မယ်လူများတွေရဲ့အားကြရဆုံးသူတစ်ယောက်ပြန်ဖြစ်လာလိမ့်မယ်သူများကြည့်ပြီးတော့မှလာပြီးတော့အားကိုးရတဲ့သူတစ်ယောက်ပြန်ဖြစ်လာလိမ့်မယ်သူများကြည့်ပြီးတော့မှတင့်လို့ဖြစ်ချင်တဲ့သူတစ်ယောက်တင်ပြန်ဖြစ်လာလိမ့်မယ်အရေးကြီးတာညီကိုမောင်မတို့မှတ်ထားပါစိတ်တမကြနဲ့စိတ်မပြတ်နဲ့ never give up အကောင်းဆုံးမျှော်လင့်အခုနာကကျွန်တော်ပြောသွားလို့ပဲ Adele ကဘာပြောလဲဆိုတော့ငါသာတဲ့တေချင်လောက်တဲ့ဒီစိတ်မညစ်ဘူးဆိုရင်တဲ့ chasing pavement ဆိုတဲ့ချင်းလေးတစ်ပုတ်ထွက်လာမှာမဟုတ်ဘူးတဲ့အဲ့တချင်းလေးတာငါမထွက်ခဲ့ဘူးဆိုရင်နဲ့ထွက်လာတဲ့တချင်းလေးတာငါမဖြစ်ခဲ့ဘူးဆိုရင်ဒီနေ့ Adele ဆိုတာလူတွေသိမှလည်းမဟုတ်ဘူးတဲ့လူငယ်တယောက်ရုပ်ချောပညာတတ်ရည်ရွယ်ချက်အပြည့်နဲ့အသက်ရှင်တဲ့သူတယောက်တနေ့မှာတက်ခွဲခါမှာထပေါက်ရင်းနဲ့ explode ဖြစ်ရင်းနဲ့သူ့ရဲ့မျက်စိကွယ်သွားတယ်သူ့ရဲ့မျက်စိနှစ်ဖက်လုံးကန်းသွားတယ်လက်တွေပြတ်သွားတယ်လက်ပြတ်သွားတယ်ဒီဘက်လက်ကြီးပြတ်ထွက်သွားတယ်ဒီဘက်လက်ကနှစ်ချောင်းသုံးချောင်းတော့ကျန်တယ်ဘဝပြတ်သွားပြီအဲ့ဒီချိန်မှာသူ့ကိုချစ်ပါတယ်ဆိုရရေးစားလဲသူ့ကိုထားခဲ့ပြီသူစေးရုံပေါ်ကနေသူ့ကိုသူတတ်တယ်ကိုအချိန်ချင်းသူကြံစီခဲ့တယ်သူ့ဘဝကနာကျင်မှုတွေနဲ့ပဲရင်ဆိုင်ခဲ့ရတယ်ဒီလိုခြေနေမျိုးရောက်မှတော့သေတာပဲကောင်းတယ်ဆိုတော့သူ့ကိုသူတတ်တယ်ကိုအချိန်ချင်းကြံစီခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပင်လေဘုရားသခင်ကသူ့အတွက်ကြီးမားသောအကြံစီရှိပြီးသားဖြစ်တယ်အဲ့ဒီအချိန်မှာသူဘုရားကိုရသွားတယ်သူဘုရားကိုရသွားတယ်ဘုရားသခင်ကိုသူစတင်အားကိုးတက်လာတယ်သူဘုရားခိုးလုံတက်လာတယ်အဲ့ဒီကြားထဲမှာဘုရားမေတ္တာကိုခံစားတဲ့အခါမှာအော်ဘုရားကသူနဲ့အတူရှိတယ်နားလည်လာတဲ့အခါမှာတခြင်းလေးတစ်ပုဒ်သူ့ထံနဲ့ထွက်ပေါ်လာတယ်ဒုက္ခထဲမှာစိတ်ပြဝမ်းနေလျင်ယေရှုရှင်ကိုစင်တတိရပါတင်ကိုဆောင်မပို့ဆောင်ကောင်းကြီးပေးမည်ကိုရောကိုသာအာကိုပါဒုက္ခမုန်၌တိုက်ခတ်သောအခါကိုရောရှင်သည်အနာမမြဲစွာလက်ကိုဆွဲလဲပို့ဆောင်တော်မူရှာကိုရောသားလင်ခိုးလုံးရာအဲ့ချင်းလေးဆက်ဆက်တယ်အဲ့တချင်းလေးကကျွန်တော်ငယ်ရတော့တေးဆိုလို့ကောင်းတာပဲတချင်းလေးအဲ့တချင်းလေးဆိုရင်ဖျားကြောင်းတိုင်းမှာဆိုတယ်နေရာတိုင်းမှာဆိုတယ်ဒါပေမဲ့အဲ့တချင်းလေးကဘသူစီကနေထွက်လာဆိုကျွန်တော်မသိခဲ့ဘူးနောက်မှအရွယ်ရောက်လာမှသိတယ်အော်အဲ့ချင်းကောင်းလေးတပုတ်ထွက်လာဖို့တချင်းကောင်းလေးတပုတ်ထွက်လာဖို့သူ့ဘဝရင်းလိုက်ရတာဒါပဲမကပါဘူးအဲ့ဒီနာကျင်မှုတွေဝမ်းနေခြင်းတွေကြေကွဲကိုတတ်သိချင်လောက်ထိစေးဝမ်းနဲ့ခုန်ချချင်လောက်တဲ့အထိဖြစ်ခဲ့တဲ့လူတစ်ယောက်အားဖြင့်ခဝဲကြံမှာမခမမဆိုတဲ့မြန်မာနိုင်ငံမျက်မမြင်ခရစ်ယာန်မိတ္တဟာဆိုတဲ့ကြောင်းဝင်းကြီးတစ်ခုဖြစ်လာတယ်အဲ့ဒီကနေပြီးတော့မှဟာလာအများကြီးဟာလာအနှိတ်ပညာတွေလက်မှုဟာလာအကုန်အများကြီးသူတယောက်အားဖြင့်များစွာသောမျက်မမြင်သူတွေခြေလက်မတော်ဆိုမျက်မမြင်တော့အများကြီးသူအဖြစ်မင်္ဂလာပြန်ဖြစ်ရတယ်ဆုံးရှုံးမှုနဲ့ညီတဲ့အောင်မြင်ခြင်းကိုဖခင်ကသူ့ကိုပြန်ပေးတယ်နိုင်ငံပေါင်းမြောက်များစွာသူသွားပြီးဆရာကြီးဦးသိန်းလွင်ကျွန်တော်သိခွန်အားရတယ်သူကြောင့်ဒါညီကောင်မကျွန်တော်ပြောပြမယ်ဆုံးရှုံးမှုနဲ့ဝမ်းနည်းခြင်းတွေနဲ့ညီတဲ့အောင်မြင်မှုကတင်းကိုစောင့်နေတယ်ဘယ်တော့မှစိတ်တမကြနဲ့ဘယ်တော့မှစိတ်မပြတ်နဲ့ Steve Jobs ပြောခဲ့တယ်လို့ပေါ့သူ့ကိုယ်သာ fire မလုပ်ခဲ့ဘူးဆိုရင်သူ့ကိုသာသူတီထောင်တဲ့ company
ကတူတာအလုတ်မထုတ်ခဲ့ဘူးဆိုရင် तू အဲ့ဒါလေးနဲ့ပဲဂျင်းနဲ့နေမှာအလုတ်ထုတ်တဲ့အတွက်ကြောင့် new product ဆို तू စတင်တီထွင်နိုင်ခဲ့တယ်အဲ့ဒီ new products ကဒီနေ့ထိကျွန်တော်တို့သုံးလို့ရတဲ့ဟာတွေပြန်ဖြစ်လာတယ်ဘယ်တော့မှ तू သာတင်သွားမယ်ဆက်ပြီးတော့ထုတ်နိုင်တဲ့ product ဆို तू ကအကောင့်ထဲပေါ်နိုင်ခဲ့တယ် wow အဲ့ဒါဘယ်ရနေလဲone day ချင်းတည်းရနေဆုံးရှုံးချင်းတည်းဘာလို့ one day လဲ तू တီထောင်တဲ့ company ကပဲသူ့ကိုပြန်ပြီးတော့မှအလုပ်ထုတ်လိုက်တာဘလောက် one day ဆိုဒါပေမဲ့အဲ့ထဲနဲ့ထွက်လာတဲ့အရာကြီးမားဆုံးမင်္ဂလာပြန်ဖြစ်လာတယ်ဒါဘယ်တော့မှစိတ်တမကြနဲ့ဘယ်တော့မှစိတ်မပြတ်နဲ့အာယူ၍ရဲရင်ပါဖျားရှင်တင်းတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာသိပါဆုံးရှုံးခြင်းနဲ့ညီတဲ့အခုနဘောလုံးတစ်လုံးလိုပဲ bounce back ဆုံးရှုံးခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းနာကျင်ခြင်းနဲ့ညီတဲ့အောင်မြင်ခြင်းကိုဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ထားတယ်ဆိုတာသိပြီးတော့မှယေရှုတော်စတင်ချီးမွမ်းလျက်ယခုကြုံတွေ့တဲ့အရာတွေခဏသာဖြစ်တယ်မကြခင်မှာယခုခဏပေါ်ပါသောဆင်းရဲဒုက္ခသည်ယခုခဏပေါ်ပါသောဆင်းရဲဒုက္ခသည်အတိုင်းအထက်လိုမြင့်မြတ်လေးလာရဲ့နေဆာထာဝရဘုံအတရေကိုငါတို့အဖို့ဘုရားခင်ပြင်ဆင်ထားတယ်ဆိုတာကိုနားလည်ပြီးတော့မှယေရှုတော်ချီးမွမ်းခြင်းနဲ့ဒီမုန်တိုင်းကိုကြော်ဖြတ်ကြရအောင်အချိန်တန်တဲ့အခါမှာသင်ဝမ်းမြောက်စရာအကြောင်းနဲ့တက်တည်ခံစရာအကြောင်းတွေဖြစ်မယ်လို့ပြောရင်းနဲ့ကျွန်တော်ညီကိုမနမရောက်စီတိုင်းကိုအားပေးရှင်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေခဏလောက်ဆုတောင်းကြအောင်ဖျားရှင်ကိုရောယေရှုတင်တယ်ပါကိုရောဒီကောင်းမြတ်တဲ့ဖျားရှင်ဖြစ်တယ်ဂိူနာနဲ့ပြည့်စုံတဲ့ဖျားရှင်ဖြစ်တယ်တစ္ဆာနဲ့ပြည့်စုံတဲ့ဖျားရှင်ဖြစ်တယ်အောဘတော်မှုကိုပြုတဲ့ဖျားရှင်ဖြစ်တယ်သားသမီးတို့နားလည်ပေးတဲ့ဖျားရှင်ဖြစ်တယ်ကျွန်တော်ကိုရောလာမယ့်အနာဂတ်ကိုကိုရောရှင်ဖျားဒါပြီးတော့ဘလောက်ပဲအခက်ခဲကြုံတွေ့ရပါစေအဲ့ဒီအခက်ခဲနဲ့ညီတဲ့အောင်မြင်ခြင်းကလည်းသားပြီးတော့အတွက်ပြင်ဆင်ထားပြီးဖြစ်ကြောင်းနားလေရတဲ့မင်္ဂလာကြီးပါတယ်လို့ဝန်ခံလျက်ဒီနေ့ကျွန်တော်အရောက်စီတိုင်းအသက်တာကိုအတစ်တဖန်စက္ကအနိုင်ရင်ဒီမုန်တိုင်းထဲမှာ hold on help is on the way hold on help is on the way ဆက်လက်ပြီးတော့မှကိုတော်ရှင်ဖျားကိုတော်နဲ့အာယူပြီးတော့ရဲရင်ပြီးအချိန်တန်တဲ့ခါမှာကိုတော်ပြင်ဆင်ထားတဲ့မင်္ဂလာထဲဝင်စားတော်သူတွေအတီးတီးဖြစ်ပါစေလို့ဝန်ခံလျက်သခင်ယေရှုနာမနဲ့ဆုတောင်းကောင်းကြီးပေးပါ၏အဖထာဝရမြတ်စွာသောဘုရားသခင်အာမင်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ God bless you all love you